ဟဲ့တင်ကြီးနေပါရွယ်လာလေ ဆရာမဘုံမကလေးလာလေ ဩ နင်ရောအဲ့ပန်လေးက ဟုတ်ချင်တယ်မှာပွင့်နေပန်လေဆရာမကိုပြီးဖို့ ဟောလာကြည့်ရှင်နောက်ကြတော့မယ်တို့ဝါမယ် အေး ဆရာမသမီးလာပြီ အေးသမီးကိုထိုင်နေထိုင်တိုင်း မဆရာမဘုံသမီးမကလေးဝယ်လာတာ ဟာသမီးလေးရဲ့အားနာစရာကြီး ရပါအဲ့ဆရာမ အေး ဆရာမကို အေးသမီးအိုက်နှက်ထားတယ်နော်အေးဒီနေ့ကတော့တော့ပဲနော်သမီးနေကိုလည်းပြောလိုက်ပါအောင်နော်ဆရာမတတိယရဲ့လို့ ဟုတ်ကဲ့ဆရာမ သမီးပြန်ဂိမ်းဆိုင်ပြန်နော် ဟုတ်ကဲ့ပါဆရာ အေးပြန်လို့ရည်တော်တော်တော့ကြောက် ဟဲ့တင်ကြီးဒီနေ့တသိန်းကျွန်းနေဆရာမကဘာနဲ့ကြောက်ဖို့စီစဉ်ထားလဲ ငါဆရာမကိုအဲ့ပန်လေးနဲ့ကြောရင်ကောင်းလာလို့စဉ်းစားထားတယ် ဩ ဟောဒါနဲ့နေရောဘာနဲ့ကြောကိုစဉ်းစားထား ငါတော့ SM မှာထုတ်တယ်ပြိဖက်နေနေဆရာမကကြောဖို့စဉ်းစားထားတယ် ဟော အေးငါတပည့်ပညာတကြီးဖြစ်ကြပါသေးတနေ့တစ်ချမ်းထူးချွန်ကြပါဒါနဲ့ဒါလေးကဘယ်သူပေးရလဲ ပြီးသေးရဆရာမ ဟုတ်လားအေးသမီးလေးဆရာမသတင်းကြည့်လို့ရပါဘောဒါလေးကဘယ်သူပေးလာတယ် သမီးဆရာမ ဒါလေးဒီဖက်လေးဆရာမအရန်ကြိုက်တာလေဒါလေးက SN ထုတ်တယ် piece panel လေးပဲမိမစီလေးသူကလေ3000လောက်လားသမီးသိတာသမီးကဆရာမနဲ့လိုက်မဲ့အပြောင်လေးရွေးပြရပဲသမီးလေးကအရန်တော့ပါပဲ ဒါဆိုသမီးကိုပြန်တော့မယ်နော်ဆရာမ အေးသမီးလေးကိုလမ်းလည်းကျူးဆိုင်ပြန်ကြအောင်နော် ဆရာမ ငါသမီးလေးတော်လိုက်တာဆရာမကြိုက်တယ်သူ